ကောဇာတက္ကရာ103ခုနှစ်ကစုံလာပြည့်နေ့ဖြစ်ပါတယ်။တရားလောင်းတော်ဟာသူဇာတာသူတို့သမီးကလူအပ်တဲ့ကနာနှုတ်ဆုံးကိုဖုံးပေးပြီးနေရန္ဒရာမြစ်ကမ်းရဲ့အင်းကြီးတာယာတဲ့အင်ကြီးဥယျာဉ်မှာနေ့အခါတန့်စင်နေထိုင်တော်မူပြီးညနေကျမ်းမှာတော့ဘောရီပင်ကိုကြွားများတော်မူလို့သုရိယမောင်စင်ရဲ့မျက်ရှိစုပ်ကိုလှူခံတော်မူပြီးဖျားမဖြစ်သမျှငါမထတော့အောင်လို့အဋိဌံပြုလို့ထက်ဝဲဖွဲ့ခွေနေထိုင်တော်မူရာမှာယမတရားနတ်အများတို့ဟာဘုရားဘုရားရှင်ထံဥခိုက်ရောက်ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်။ကိုချင်းရာကိုမနမင်းသိမြင်လေးရာဤကံဘုရားရှင်ကိုတတ်တော်စုဟာဤမိကလာတောင်းလို့ကြည်စင်တော်စီလို့သာလေယုံတောင်းစကောယုံလက်နဲ့တွေသူခိုင်ဆွဲတာမြတ်ဖယားကိုတုပလင်လူရံနေတာတွေ့ကြော်တယ်တွေသိနေရစကြဝဠာတဲ့အာသာအဝတ်ပြောင်းတက်လျက်လာယူဇနာထောင်းထိတဲ့အောင်ကြာနတ်တဲ့ရတောင်းရညောင်းရတာရီမှာယူနာတော်မြတ်တာဘွားတုံးလုံးမှုမရှိလေတာမန္တရဲ့ရံကင်းသီခရဲ့အောင်ရဲ့ပထမပါအဲ့ဒီလိုနေထိုင်တော်မူပုံကိုမြင်ရလို့ဧကံမုတ်ချတရားဖြစ်တော်မှာပဲလို့သိတဲ့မနတ်မင်းဟာနတ်စစ်တီတွေကိုတတ်မတော်ကြီးဖန်တီးလိုက်ပါတယ်အဲ့ဒီနတ်စစ်တီတတ်မတော်ကြီးဟာဆိုရင်ရှေ့ကဆက်2ယူဇနာလက်ဝဲလက်ရာဆက်2ယူဇနာစီအထက်9ယူဇနာနဲ့နောက်မှနတ်စစ်တီများဟာစัจ java လာတိုင်းကြည့်အောင်ဖြစ်ပါတယ်နတ်စစ်တီတတ်မတော်ကြီးကိုလက်နဲ့မျိုးစုံကိုင်းဆောင်စေပြီးမနတ်ကိုယ်တိုင်ကတောင်လောက်ကြီးတဲ့ဂိရိမေခလာစင်ကြီးကိုစီးလို့သူ့ကိုယ်မှလည်းလက်ယုံမောင်းတစ်ထောင်ဆန်သင်းပြီးလက်နဲ့မျိုးစုံကိုင်းထားပါတယ်မနတ်စစ်တီတွေရဲ့ကြွေးကြော်သံကြီးများဟာဆိုရင်ဟေးလာရတော့တိတ်တတ်တာကိုဖမ်းရတော့တိတ်တတ်တာကိုပြပြတိုက်ကြကြပါလားမလီမောကဟောကိုပြကြတိတ်တတ်တာကိုမကြောက်ကြလေတိုက်ကြတိုက်ကြအဲ့ဒီလိုကြွေးကြော်သံတွေဟာယူဇနာ1000ကတောင်ကြားရပါတယ်။တရားမင်းတောင်ဖိမ့်မိန်တုံအောင်ကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ရပါတယ်။ဘုရားဖရာရဲ့သာသနာပြုလုပ်ငန်းမအောင်မြင်အောင်တိုက်ခိုက်ကြပေမဲ့မဟာဂယုဏတော်ရှင်မြတ်ဖရာကတော့တပါးတဲ့နဲ့မတုံ့လှုပ်ပဲမေတ္တာတရားကိုသာပွားများပြီးနေတဲ့အခါမှာမနတ်ရဲ့စစ်လက်နဲ့တွေဟာအရာမရောက်ပဲရှိနေပါတော့တယ်။မြတ်ဖရာကမိမိရဲ့ကုသိုလ်ပါရမီကိုသာအကာအကွယ်ပြုလို့မနတ်ကိုခုလိုညွှတ်ဆိုပါတယ်မနတ်ငါသည်ဝိနည်းတတ္တဝါအပေါင်းတို့ကိုအိုနာသေးပေးစိုးကြီးတို့မှကဲတင်မည်ဤသို့ကဲတင်နိုင်အောင်တပ္ပိညုတဉာဏ်ကိုရအောင်လုပ်ခြင်းဖြစ်သည်ငါပါရမီကိုဖြိုမရပါငါပါရမီကုသိုလ်တို့ကိုသင်မယုံလျင်တက်တည်ပြုမည်ဆိုပြီး2,400,000အထုရှိတဲ့မဟာပထဝီမြေကြီးကိုတက်သေးပြုလိုက်ပါတယ်။အဲ့ဒီအခါမှာမဟာပထဝီမြေကြီးဟာအိုးရင်းဆက်ကဲ့သို့တွတ်ခါလာပြီးပြင်းထန်ဆူးရှာတဲ့အတန်ကြီးတွေမြည်ဟီးလာပြီးတော့စัจ java လာတစ်ခုလုံးပဲ့တယ်ရိုက်ခတ်သွားပါတော့တယ်ရှင်။ဒီအခါမှာမနတ်နဲ့တကွစစ်တီတွေအားလုံးထွက်ပြေးကြလို့ဘုရားဘုရားရှင်ရဲ့မဟာဂရုဏာတော်နဲ့မနတ်ကိုအောင်ပွဲဆင်နိုင်ခြင်းဖြစ်ပါတော့တယ်ရှင်ကိုချင်းရာမနတ်မင်းစီမြင်လေးရာ
သူကိုင်းဆွဲမြတ်မယားကိုတုပလင်လူပြန်လေတာကြွေးကြော်တဲ့တွေသိမ့်နေညစัจ java လာတဲ့အာကံဘဝတန်အောင်တက်လျံလာယူဇနာထောင်းထိသိအောင်ကြနတ်စစ်တဲ့တောင်များမြတ်မှုရာဓမ္မရီမှာတယုနာတော်မြတ်တာပွားတုံ့လှုပ်မှုမရှိလေတာမန္တရဲ့ရံကင်းသီးကရင်အောင်ရင်ပထမပါ